ကျမပြောတဲ့အချစ်အကြောင်းဘာလို့နားထောင်ကျင်တာလဲကျမဒီတကယ်တော့အပြိုကြီးကျမဒီအပြိုကြီးပါပေါ့နော်ကျမကအပြိုကြီးကျမပြောတဲ့အချစ်အကြောင်းကိုရှင်တို့သိနေတော့ဘာထူးမှလဲကျမကိုတွေ့ပြီဆိုရင်လူတွေကလေလူတွေစားမီဒီယာသမားတွေပေါ့နော်မီဒီယာသမားတွေအင်တာဗျူးလုပ်မဲ့သူတွေကပွဲတစ်ပွဲမှာပွဲတစ်ခုခုကျင်းပလို့ကျမအဲ့ပွဲကိုသွားတက်တယ်ဆိုလို့ရှိရင်ကျမကိုတွေ့ပြီဆိုတာနဲ့သူတို့ကဒီဟိုဟာနဲ့မိုက်ခရိုဖုန်းနဲ့လာပြီးတော့ဆရာမအချစ်ကိုဆရာမဘယ်လိုမြင်ပါသလဲအဲ့လိုလာမေးတာစဉ်းစားကြည့်ဒီအရွယ်ကြီးကိုသူတို့ကအချစ်အကြောင်းလာမေးတော့ကျမဘယ်လိုဖြေရမလဲနော်လွန်ခဲ့တဲ့နှစ်30 40တုန်းကမေးတာโอเคအဲ့တုန်းကတော့ကျမဖြေလို့ရတယ်ခုချိန်ကြီးလာမေးတော့ကျမဘာဖြေရမလဲမသိတော့ဘူးပေါ့နော်အဲ့တော့ကျမပြန်ပြောလိုက်ခြင်းနဲ့အချစ်အကြောင်းသိကျင်လားသိကျင်ရင်ဝတ္ထုစာအုပ်တွေအများကြီးရှိတယ်ကျမစာအုပ်မဟုတ်ဘူးထားလိုက်အဲ့ဒီစာအုပ်တွေဖတ်ပါလို့ကျမကပြောခြင်းနဲ့ဘယ်စာအုပ်မျိုးလဲအချစ်နဲ့ပတ်သက်တဲ့စာအုပ်တွေဥမာကြပြာဆိုပါစို့နော်ကြပြာဆိုရင်အချစ်ကြပြာလေးတွေဆရာကြီးမင်းသူဝန်ကျမတို့အမြဲတမ်းလေးစားရတဲ့ဆရာကြီးမင်းသူဝန်အချစ်ကြပြာရေးခဲ့ဘူးတယ်လေဟုတ်တယ်မဟုတ်လားသိရနော်ခေါင်းစဉ်ကဘာတဲ့လဲနှင်းစီပွင့်အဲ့ဒါအချစ်ကြပြာလေဒါပေမဲ့ဘလောက်သိမ်မွေ့ထားတယ်လဲချစ်တယ်ဆိုတဲ့စကားလုံးတစ်လုံးမှမပါဘူးနော်မောင်နဲ့မေနဲ့ချစ်တယ်ဆိုတဲ့အကြောင်းမပါဘူးဒါပေမဲ့ तू အဲ့ကြပြာလေးနဲ့သူ့ရဲ့အချစ်ကိုဖွင့်ဟထားခဲ့တာအလွတ်ရလားမရဘူးလားအေးဟုတ်ပြီအဲ့ဆိုကျမရွတ်ပြမယ်နော်လေတော့ကပြန်ပန်းကျင်နဲ့ခရေဘူးဆိုလို့မောင်ခူးကပေးမနဲ့တုံးစီကကြော့ဆုံးကိုမောင်မြင်တော့သူ့စပင်နှင်းစီပွင့်တွေနဲ့ဂုံတင့်တယ်လေတဲ့ကြားဘူးလားကြားဘူးဟုတ်ပြီတချို့ကြားဘူးမှာပေါ့နော်အဖိုးတွေဖွားတွေကဒီကြပြာကိုရွတ်တဲ့သူကြားဘူးမယ်ဒါမှမဟုတ်ရင်အတော်တွေအကိုတွေကဒီကြပြာကိုရွတ်လို့ကြားဘူးမယ်ဒါမှမဟုတ်လို့ရှိရင်သူ့မောင်ဆိုတဲ့အဆိုတော်ကြီးတယောက်ရဲ့တချင်းတစ်ပုတ်ကိုကြားဘူးတဲ့သူတွေရှိချင်ရှိမယ်သူ့မောင်ကအဲ့ဒါကိုတချင်းလှုပ်ပြီးဆိုဘူးတယ်အဲ့တော့မကြားဘူးတဲ့သူတွေနားထောင်ကြားဘူးတဲ့သူတွေလည်းနားထောင်ရမှာပါပဲနော်လေတော့ကပြန်ပန်းကျင်တဲ့ခရေဘူးဆိုလို့မောင်ခူးကပေးဒါဘလို့လုပ်ပြီးတော့အချစ်ကြပြဖြစ်တယ်လေအချစ်ဆိုဒီမှာကိုချစ်တဲ့သူတယောက်ကိုကောင်းတာပဲမြင်စေခြင်းနဲ့မကောင်းတာကိုမမြင်စေခြင်းဘူးချစ်သူဆိုပေမဲ့လေကိုကတစ်ဖက်သက်ချစ်ရတဲ့သူဖြစ်ခြင်းဖြစ်မယ်နှစ်ယောက်သား easily ဖြစ်တာလည်းဖြစ်ခြင်းဖြစ်မယ်နော် easily ဆိုတာသိလားအော်ပြောကြမလို့ထင်ပါတယ် easily လောက်တော့သိတာပေါ့နော်မသိဘူးဆိုတာမယုံဘူးနော်မယုံဘူးဒီအရွယ်လေးတွေမှာဒီနှလုံးသားလေးတွေကသူ့အလိုလိုနေရင်နော်သင်ယူကြမလို့ဘူးဒီချစ်ချင်းမြတ်တာလေးဟာသူ့အရွယ်နဲ့သူပေါ်လာတယ်နော်နည်းနည်းလေးဒီအသက်ငယ်ငယ်လေးဟာနည်းနည်းလေးပဲပေါ်ရမှာအများကြီးပေါ်လို့မရဘူးနော်သူ့အရွယ်နဲ့သူပေါ်ရမှာနော်ဒီအသက်ငယ်ငယ်လေးမှာနည်းနည်းလေးပဲပေါ်မယ်အသက်နည်းနည်းကြီးလာရင်များများကြီးပေါ်မယ်သိများများကြီးပေါ်တော့ဘာလို့ကြလဲအိမ်တောင်ပြုတ်ကြတယ်နော်အဲ့တော့အခုဒီအရွယ်လေးမှာဒီလောက်နည်းနည်းလေးကတော့ပေါ်မှာပဲအဲ့တော့ easily ဆိုတာကတော့အားလုံးသိမယ်နော်အဲ့အခုဒီထဲမှာလဲဇက်လိုက်ကောင်ကလေးရယ်ဇက်လိုက်ကောင်မလေးရယ်နှစ်ယောက်ရှိတယ်နော်ကျမဒီမီဒီယာကလူတွေကိုအဲ့ဒီလိုပြောချင်တာကျမပြောတဲ့အချစ်အကြောင်းဘာလို့နားထောင်ချင်တာလဲကျမဒီတကယ်တော့အပြိုကြီးကျမဒီအပြိုကြီးပါပေါ့နော်ကျမကအပြိုကြီးကျမပြောတဲ့အချစ်အကြောင်းကိုရှင်တို့သိနေတော့ဘာထူးမှလဲယုံစရာရောရှိရဲ့လားအပြိုကြီးအဲ့တော့ဒီစာလေးဖတ်ကြည့်ပါဥပမာအချစ်အကြောင်းကိုသိကျင်လို့ရှိရင်မြတ်သူဝင်ရဲ့နှင်းစီပွင့်ကြပြာလေးကိုရွတ်ကြည့်လိုက်ပါနှင်းစီပွင့်ကြပြာသည်အချစ်ယောက်ျားတယောက်ရဲ့အချစ်မိန်းမတယောက်ရဲ့အချစ်မဟုတ်ဘူးဘာလို့ဆိုတော့ तू ရေးပြထားတာဆရာကြီးမြတ်သူဝန် तू ကနေယောက်ျားလူငယ်လေးတယောက်ကနေမိန်းကလေးတယောက်ပေါ်မှာချစ်တဲ့အချစ်ကိုရေးပြထားတာအင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်နော်အဲ့တော့အဲ့ဒါလေးကိုကျွန်မပြောကြည့်ချင်တာယောက်ျားလေးတွေတကယ်ချစ်ပြီဆိုရင်ဘလို့ချစ်ပုံမျိုးနဲ့ချစ်တတ်တယ်လဲဘလို့ချစ်ပုံမျိုးကတော့မိန်းကလေးတွေကျင့်တတ်တယ်လဲနော်ဆရာကြီးမင်းသူဝင်ကချစ်ပြသွားတာနားထောင်နော်ခုစာအုပ်ကလေးတွေနဲ့လိုက်ပြီးရေးတော့မယ်နော်ရေးတော့မယ်ပြန်ရွတ်မယ်နော်ဒီကြပြာကိုပြန်ရွတ်မယ်နော်လေတော့ကပြန်ပန်းကျင်တဲ့ခရေဘူးဆိုလို့မောင်ခူးကပေးမနဲ့တုံးစီကကြော့ဆုံးကိုမောင်မြင်တော့သူ့စပင်နှင်းစီပွင့်တွေနဲ့ဂုံတင့်တယ်လေ
သူချစ်သူကမနေ့ရတော့ငါနှစ်ကိုချင်းတွေးတဲ့အခါသို့မဟုတ်သွားရင်လာရင်ကနေအတူတူတွေးတဲ့အခါမှာကျမစပယ်လေးစပယ်ခရီးလေးပန်ကျင်လိုက်တာလို့သူကပြောတယ်ဒါပေမဲ့ तू ကခရီးကိုဘယ်လိုပန်ကျင်တာလဲခရီးဘူးတဲ့နော်ခရီးပွင့်မဟုတ်ဘူးခရီးကိုမြင်မှုကြလားမြင်ဘူးပါတယ်ခရီးကအပင်ပေါ်မှာပွင့်နေရင်ပွင့်ပြီးတော့ तू ကျဲကလေးတွေလိုပဲခရီးကို तू ကအင်္ဂလိပ်လိုက star flower လို့ခေါ်တယ်နော် star flower ကျဲလေးတွေလိုပဲအဲ့ဒါလေးကအပွင့်လေးတွေကားပြီးတော့နေပြီးတော့မှအောက်ကိုကျွေကျလာတာအဲ့ဒါလေးတွေကိုကျမတို့ကကောက်ပြီးတော့နှီးကြိုးလေးနဲ့တီးပြီးတော့သို့မဟုတ်အချီကြိုးနဲ့တီးပြီးတော့ကုန်းပြီးတော့မှပန်တာဖျားတင်နေဆိုရင်လည်းတီးကုန်းပြီးတော့မှဖျားတင်တာအဲ့တော့ချစ်သူကသူ့ကိုပြောတယ်တဲ့ခရီးဘူးလေးပန်ကျင်ပါတယ်တဲ့ဆိုတော့ခရီးဘူးပန်ကျင်တယ်ဆိုတော့ရစိတ်မယ်မင်းရတာပန်ကျင်တယ်ဆိုလို့ရှိရင်ခရီးဘူးမပြောနဲ့မြစ်စုတကနတ်ပန်းတောင်ငါသွားခုပေးမယ်ဘယ်နာရှိမှန်းတော့မသိဘူးပေါ့နော်အဲ့ဒီလိုယောက်ျားလေးတယောက်ရဲ့အချစ်စိတ်နဲ့ဟုတ်ပြီသူခူးမယ်ဆိုပြီးညနေမှာသူခူးပါတယ်တဲ့ခရီးပင်ကိုခူးတဲ့ခါကျတော့ခရီးဘူးကိုပန်ကျင်တာဖြစ်တဲ့အတွက်ခရီးဘူးဟာဘယ်တော့မှမကြွေဘူးပွင့်မှကြွေတာအဲ့တော့ကြွေတဲ့အကြွေကိုလည်း तू မကောက်ချင်ဘူးမကောက်ချင်တော့ဘာလုပ်လဲအဲ့ဒီကိတုံကတော့ပစိုးတွေပဲပေါ်တာ哦ခေါင်းကြိုက်မှာပေါ့နော်ဒီကိကတော့ယောက်ျားလေးတွေဘောင်းမီလေးတွေနဲ့ဘောင်းမီအတူလေးတွေနဲ့တက်လို့ရပြီခရီးပင်မော်ကိုတက်တယ်ခရီးပွင့်လေးတွေအဖူးလေးတွေကိုညနေကျတော့ခရီးကဖူးနေတော့မယ်မနေ့ကျမှ तू ပွင့်မှာဒါပေမဲ့အဲ့ဒီအချိန်ကလေးက तू ခူးတာခုပြီးတော့ငပြောဘက်ကလေးနဲ့ထုတ်ပြီးတော့သဲလာမယ်အိမ်ကိုရောက်လာမယ်အိမ်ကိုရောက်တဲ့ခါကျတော့မနဲ့ကြရင်လူပေးမှာဒါပေမဲ့ညကလေးကဒီခရီးဘူးလေးကိုရေအိုးစင်အများဖြင့်တော့ရေအိုးစင်ရှိတယ်နော်ရေအိုးစင်ဒီခေတ်မှာတော့ရေအိုးစင်ဆိုတာအင်မတန်ရှားသွားပြီကျမတို့ရန်ကုန်မှာဆိုပိုတောင်ရှားသေးတယ်ဒါပေမဲ့ဒီနယ်တွေမှာတော့ရေအိုးစင်လေးတွေရှိတယ်ရေအိုးစင်ရဲ့အောက်မှာအင်တုံလေးထားတတ်ကြတယ်ဘာလို့လဲဆိုတော့ဒီကြောက်ဆက်ရေအိုးစင်ကနေပြီးတော့ရေအိုးမြေအိုးသို့မဟုတ်ကြောက်အိုးကနေကျတဲ့ရေတစ်စက်ချင်းကဒီအင်တုံနဲ့ခံထားတာအဲ့လိုနေရာလေးသို့မဟုတ်ရင်အပေါ်ထက်ရေအိုးမဟုတ်ပဲနဲ့အောက်ထက်ရေအိုးရဲ့ရေအိုးပုံးပေါ်မှာဒီဟာလေးကိုဖက်စိမ့်လေးနဲ့ထုတ်ပြီးတော့သိမ်းထားမယ်သို့မဟုတ်ရင်လေဒီတဲ့ပို့ပြီးတော့နူးနူးညံ့ညံ့လေးဖြစ်စေချင်လို့ရှိရင်ဖက်စိမ့်နဲ့မလုပ်ဘဲနဲ့အဝတ်ပေါ့ပိတ်စိမ့်ပါလေးနဲ့ထုတ်ထားမယ်အဲ့ပိတ်စိမ့်ပါလေးကိုတော့ရေဆွတ်ရမှာပေါ့ပြီးရင်အဲ့လိုလေးထားရင်မနေ့ကျရင်ဘာဖြစ်လာမလဲဆိုတော့အဲ့ခရီးဝင်လေးတွေကအပူးလေးကနေအားလာမယ်အဲ့ဒီကြတော့မှ तू ကဒီခရီးပန်းလေးတွေကိုယူပြီးတော့အပြေးအလွှားမနေ့မိုးလင်းတာနဲ့တပြိုင်နက်တည်းအပြေးအလွှားသူ့ချစ်သူရှိတဲ့နေရာကိုဒီအထုပ်ကလေးကိုပိုက်ပြီးတော့သွားပြီးတော့ဖြေပြောမယ်ပေးမယ်ဒါပေမဲ့မနေ့တုန်းကအဲ့လို तू ဒီခရီးတုပ်ကလေးကိုယူသွားပြီးတော့ချစ်သူစီကိုရောက်တဲ့ခါကျတော့ချစ်သူကိုဖြတ်ခနဲ့တွေ့လိုက်ရတဲ့ခါကျတော့ချစ်သူရဲ့ခေါင်းမှာနှင်းစီပန်းနေပန်ထားတယ်တဲ့မနေ့တုံးစီကကြော့ဆုံးကိုမောင်မြင်တော့သူ့စပင်နှင်းစီပွင့်တွေနဲ့ဂုံတင့်တယ်လေအဲ့ဒီနေရာမှာနှင်းစီဝင်းကိုပန်ထားတဲ့မိန်းကလေးကိုမြင်လိုက်တဲ့အခါမှာသူ့မှာရှိတဲ့မျောလင်းချက်တွေအကုန်လုံးကပြုတ်ကျကုန်တာပေါ့ဟာငါ့ကိုတော့ तू ကခရီးဘူးခုခိုင်းလို့ငါမှာတော့ညနေတုန်းကတည်းကကူထားပြီးငါမနေ့မိုးလင်းကန်ဒီမှာငါပွင့်ပြီလားအသာလေးလှစ်ကြည့်လိုက်ပြန်အိတ်လိုက်အော်ပွင့်တော့မှာ4နာရီကြာရင်ပွင့်တော့မှာနောက်တစ်ခါ9နာရီကြာရင်ပြန်ဖွင့်ကြည့်လိုက်နည်းနည်းလေးအားလာပြီ6နာရီဆိုတော့သူလေးလဲနိုးလောက်ပါပြီဆိုပြီးတော့ဂမန်းကရန်တီအထုပ်ကလေးပိုက်ပြီးပြေးတာဟိုရောက်တော့ချစ်သူကနှင်းစီပန်းနေပန်ထားတယ်ရင်ထဲမှာဘလောက်ခိုက်သွားလဲသူ့ရဲ့ရင်ထဲမှာရှိတဲ့အချစ်ခိုက်သွားတာနော်အဲ့တော့တကယ်လို့ဒါအဲ့နေရာမှာဝေလာတာဆိုရင်နော်ဝေလာဆိုရင် तू ကဘယ်လိုတချင်းဆိုမလဲခင်လေးစိမ့်နေပေါ့ဟာခင်လေးစိမ့်နေပေါ့အဲ့လိုဆိုမှခင်လေးစိမ့်နေကိုပွားရဲ့လာမင်းလေးတခြားအရက်တို့သူအလင်းပေးအခုတော့လာမိုင်းညာတွေဇက်တိုက်ဖြစ်လို့မောင်သွားပြီဟဲ့သူ့မောင်ကိုမသိတော့လဲဝေလာတော့သိတယ်နော်ဝေလာတာဆိုရင်အဲ့လိုဆိုမှာနော်ကိုယ့်ရဲ့လာမင်းလေးကတခြားအရက်ကိုသူအလင်းပေးလိုက်လို့သူ့ဘဝကတော့လာမိုက်ညတွေဇက်တိုက်ဖြစ်ကုန်ပါပြီတဲ့ဆရာကြီးမင်းသူဝင်ကကြဘာပြောလဲသူ့စပင်နှင်းစီပွင့်တွေနဲ့ဂုံတင့်တယ်လေ
ဂုံတင့်တယ်တဲ့မင်းရဲ့သပင်ဟာငါရဲ့ခရီနဲ့ဆိုရင်မင်းသပင်နဲ့ဂုံတင့်ကြမှာတင့်မယ်အခုတော့ချစ်သူလေးရဲ့မင်းပန်ထားတဲ့နှင်းစီပန်းလေးနဲ့မင်းနဲ့ကြည့်ရတာလိုက်ဖက်လိုက်တာဂုံတင့်လိုက်တာငါကျေနပ်ပါတယ်ဝမ်းသာပါတယ်မုဒိတာပွားပါတယ်ဆိုတဲ့အဲ့ဒီအချစ်မုဒိတာအချစ်ကလေးအဲ့ဒါမျိုးလေးဟာဘလောက်အဖို့တန်လိုက်လဲယောက်ျားလေးတွေမှတ်ထားနော်အဲ့ဒီလို तू ကများကိုကခရီကိုသွားပေးတဲ့ချိန်မှာ तू ကများနှင်းစီလေးပန်ထားခဲ့ရင်ဒေါသတကြီးနဲ့ဒါကြီးကိုသူ့ရှိမှနေငါစောင့်ချပလိုက်မယ်ဆိုတဲ့စိတ်မျိုးမထားနဲ့နော်မေတ္တာလေးနဲ့ပေါ့။အော်သူ့စပင်လေးဟာနှင်းစီပန်းလေးတွေနဲ့ဆိုဂုံတင်လိုက်တာ။အေးပါကွာငါရဲ့ခရီပန်းတုတ်ကလေးကိုငါပဲပြန်ယူသွားတော့မယ်။ဟိုအနားမှာတွေ့တဲ့တယောက်ကိုထပ်ပေးလို့ရတာပေါ့နော်။ဟုတ်တယ်မလားနော်။အဲ့ဒါဟာအချစ်အကြောင်းကိုဒီလိုပဲကျမတို့ကစာနဲ့ဖတ်ပြီးတော့ကျမတို့နားလည်ရမှာ။လူတွေကကျမကိုအဲ့လိုအချစ်ကိုလာမေးရင်ကျမကတော့အဲ့ဒီလိုပဲဖြေခြင်းတယ်။